အဲ့တော့စိတ်ကောင်းဆိုတာဘယ်တော့မှခေါ်တာတော့ဘာလို့ဆက်လဲသူများအပေါ်မှာမနာလို့တဲ့စိတ်မရှိဘူးသူများပြက်လို့မျက်စိလို့တဲ့စိတ်မရှိချင်းထဲလို့တဲ့စိတ်မရှိဘူးချွတ်တွန်းလို့တဲ့စိတ်မရှိဘူးသူတော်ကပြက်အောင်ဒုက္ခပေးလို့တဲ့စိတ်မရှိဘူးမေတ္တာစိတ်ထားအလုံးပေါ်မှာမေတ္တာထားတယ်ဘသူသေးသေးကနေမှပြီးရောဆိုစိတ်ထားအဲ့ဒီစိတ်မျိုးထားတယ်အလုံးပေါ်မှာတတ်တာပြီးတော့မေတ္တာထားလိုက်ရစိတ်ကောင်းလို့ရတော့အပြင်ချက်လက်စီဆိုတာญาကြီးပွားရင်မနာလို့တဲ့ဖြစ်စီတယ်ပစ္စရိယဆိုတာကိုကြည့်ပွားတယ်လို့သူများမကြည့်ပွားသေးဘူးအဲ့စိတ်ကအလုံးများတယ်ချက်လက်စီဖြစ်တယ်မနာလို့သူတို့ပြင်ဘုရားဘာသာဖြစ်တဲ့ဗမာလူမျိုးတွေကိုများတယ်လို့ပြောကြတယ်ဟောမောကတော့ဘုရားသူတိသနာတော့တာမရှိဘူးသူတိသနာလှုပ်ကြည့်စရာတော့ကောင်းတယ်နော်သူတိသနာလှုပ်တယ်ဘယ်လိုလုပ်အောင်မလုပ်အဲ့ဒီကြည့်ဖို့လူတွေလိုက်ပြီးတယောက်ချင်းလိုက်ပြီးမှတ်တတ်တယ်လူတစ်ထောင်မှာဘယ်နှယောက်ကမနာလို့ရှိတယ်လိုက်ပြီးတော့အဲ့ဒီနှုတ်တာနဲ့တွေ့ကြည့်တယ်အဲ့လိုသူတိသနာလှုပ်တယ်မရှိဘူးဒါပေမဲ့အတွေ့အကြုံရလူတွေကပြောတာအမှားတွေကတယောက်ကြည့်ပါလားကျန်တဲ့တယောက်ကမနာလို့စိတ်ဖြစ်တယ်ပြတ်ပြစီလုံးလေးရှိတယ်အဲ့တော့ဟုတ်ကောင်းလဲဟုတ်ပါလိမ့်မယ်အချို့ကဆိုင်တဲ့ဆိုင်ဒီနားမှာရောင်းကောင်းပြီဆိုရင်အဲ့ဒီနေရာလာပြီးတော့တခြားဆိုင်လာပါအဲ့တော့သူကရောင်းကောင်းခြင်းလို့ဖွင့်လာလည်းဖြစ်နိုင်တယ်သူဖွင့်လိုက်သည့်အတွက်ကြောင့်ဟုတ်ဆိုင်ကလည်းရောင်းကြခြင်းကြပါနော်တယောက်ကောင်းစားလို့ရှိရင်နောက်တစ်ယောက်ကအားပေးမဲ့အစားပြတ်လို့ပြစီလုံးတဲ့ခြင်းလေးတွေကတော့ရှိတယ်ဆိုတာသိတာလည်းကြားနေရတာပေါ့မျက်စိကတော့မြင်ရတာပေါ့ကြားနေရတာနိုင်ငံခြားတိုင်းပြည်တွေမှာရောက်ရင်လည်းပဲအဲ့ဒီဟာတွေကြားနေရတယ်တယောက်တယောက်ကူညီရမယ်အစားဒီရဲ့စိတ်ညာနေအဲ့တော့စိတ်ကက်ကိုအရင်ပြင်ရမယ်ဘယ်လိုပြင်ရမလဲသူလည်းကြည့်ပွားခြင်းနဲ့ငါလည်းကြည့်ပွားခြင်းနဲ့ငါကြည့်ပွားတယ်လို့သူလည်းကြည့်ပွားပါလေအဲ့စိတ်ဓာတ်ထားအဲ့စိတ်ဓာတ်ကိုရမေတ္တာထားရမယ်အဲ့တော့ကိုကူညီနိုင်ရင်ကူညီမကူညီနိုင်လို့ရှိရင်ဒုက္ခမပေးဘူးမကူညီုံနဲ့မကဘူးဒုက္ခပေးတာကြတော့ပူဆူတယ်အဲ့ဒါကြောင့်မို့ဝါစာမနှင်းစာပဏိဒာယတမနံပါတ်1ကစိတ်ကောင်းနှလုံးကောင်းထားပါအဲ့ဒါထားလိုက်လို့ရှိရင်တော့ဘဝအတွက်အခြေအနေကောင်းတစ်ခုရတာ